လို့ပြေးရလဲကငါ့ကိုဘာပြောချင်တာလဲကဘယ်သူယူနေရလဲမသိဘူးကတခါတလေရေနေရကနေတခါတလေငိုနေရဲကငါဒီကနေထွက်သွားတာအကောင်းဆုံးပဲကစီမာပြေးထွက်ဖို့စူးစမ်းတော့နောက်ကနေတယောက်ယောက်ကသူ့ကိုဆွဲလိုက်တဲ့ကစီမာကြောက်လန့်တကြားအော်ဟစ်လိုက်တဲ့ကအော်ဟစ်လိုက်တဲ့ကအော်ဟစ်လိုက်တဲ့ကတယောက်ယောက်ကပခုံးပေါ်မှာလေးလံတဲ့လက်တွေနဲ့ဖမ်းချုပ်လိုက်ပြီးလို့သူခံစားလိုက်ရတဲ့ကလွတ်လိုက်ခါငါ့ကိုလွတ်လိုက်ခါငါသွားပါရစေကမင်းဘသူလဲကငါ့ကိုသွားပါရစေကစီမာနောက်လှည့်ကြည့်လိုက်တော့အကျဉ်းဝတ်ထားတဲ့အမျိုးသမီးတယောက်ကလမ်းသွားအားပြီးငိုတဲ့ကအိုးဖျားရီဒါဆုံးမပဲကငါ့ကိုလွတ်လိုက်ပါဦးကငါဘဲကိုရောက်နေရလဲကပြေးကြည့်လိုက်ကအခုငါမင်းကိုတတ်လိုက်တော့မယ်ကမင်းငါစီကနေဘဲမှထွက်ပြေးလို့မရတော့ဘူးကစီမာပြေးဖို့အကြိမ်ကြိမ်စူးစမ်းခဲ့တဲ့ကဒါပေမဲ့အကြိမ်တိုင်းမှာအဲ့ဒီဆုံးမကသူ့ရှေ့မှာမတ်တက်ရက်နေတဲ့ကနောက်နေ့စီမာကောလိပ်ကိုမလာဘူးကဒါနဲ့အဲ့ဒီကဆီယမတွေဖြစ်တဲ့ရေခါနဲ့ရီနာတို့စကားပြောကြတဲ့ကစီမာကတချင်းပဲနားထောင်တတ်တဲ့ကသူကအလုတ်ပြင်းတဲ့သူပဲကသူဒီနားမှာပုံအိတ်နေတာဖြစ်ရမယ်ကသူကအလုတ်ပြင်းတဲ့သူပဲလားသူဒီနားမှာပုံအိတ်နေတာဖြစ်ရမယ်ကဟုတ်တယ်အလုတ်လုပ်ဖို့ပြောလိုက်တာနဲ့သူကညနာရှုံးမဲ့ပြတဲ့ကအဲ့ဒီအလုတ်အတွက်ပဲသူကပတ်စံယူတဲ့ကဟုတ်တယ်ကြည့်ပါဦးကသူဒီနေ့လည်းမလာဘူးကသူကအမြဲတမ်းခွင့်ယူတဲ့ကသူရောက်လာရင်တော့သူ့ဖုန်းအသစ်ကိုကင်ပြီးဒါမှမဟုတ်အိတ်နေလိမ့်မယ်ကအုတ်ကွာကြည့်ရတာသူညကလည်းအိမ်မတန့်ရှင်းဘူးကအခုသူညဘက်တန့်ရှင်းရေးလုပ်မလားဒါမှမဟုတ်နေဘက်လုပ်မလားဆိုတာသူပဲသိမှာပဲခါဒါပေမဲ့ကောလိပ်ကျောင်းအုပ်ကြီးတီမန်ရှယ်ရီဘတ်စတက်ကသူတို့ပြောနေတဲ့စကားအုပ်ကြီးတီမန်ရှယ်ရီဘတ်စတက်ကသူတို့ပြောနေတဲ့စကားတွေကိုကြားလိုက်ရတဲ့ကပြီးတော့သူအရန်စိတ်ပူသွားတဲ့ကသူတကယ်တော့လာအနှဲငယ်ကလေးကစိတ်ပူနေခဲ့ဒါအဝန်ထမ်းတွေကညဘက်ကျောင်းအဆောက်အုံကနေထူးဆန်းတဲ့အတန်တွေကြားရတယ်လို့နေတိုင်းအစီရင်ခံနေကြတဲ့ကငါကောလိပ်ကိုဘယ်သူကများလှည့်ကြည့်နေတာလဲကဒါမျိုးတွေအရင်ကမဖြစ်ဘူးကကျောင်းအုပ်ကြီးကသူ့ကောလိပ်အတွက်စိုးရိမ်လာရတဲ့ကနဲ့သူလက်တလောကောလိပ်မှာအလုတ်သမားအသက်တယောက်ကိုခန့်လိုက်တဲ့ကသူ့နာမည်ကဆူအန်ဒရာရဲ့တဲ့ကသူ့နာမည်ကဆူအန်ဒရာယာဒက်ကသူက35နှစ်ရှိပြီးရိုးသားပြီးစိတ်ကောင်းရှိတဲ့လူတယောက်ပဲစိတ်ကောင်းရှိတဲ့လူတယောက်ပဲက